အခန်း7နှင့်ချစ်ကြပေသရှင်ဝါဆိုပန်းခုထွက်သည့်အဖွဲ့များသည်ပန်းမြုံစုံကိုအရှံအပယ်ခုဆွပြီးပြီမို့ရွာသို့ပြန်ရန်ပြင်ဆင်ကြ၏ကဲပန်းတွေလည်းများကြီးရနေပြီကို့အဖွဲ့ကိုစစ်ကြလူဆုံရင်ပြန်ကြစို့ကောင်းမတွေပြန်ကြမယ်ဟိတို့ဖြင့်အပြန်ခရီးတွင်လည်းအလာတုံးကလိုပင်အပြိုအဖွဲ့ကရှေ့ကလူပြိုတတိုက်ကနောက်ကအာနိုးတို့ဒိုးဘတ်ဝိုင်းကနောက်ဆုံးမှနေ၍စီတန်းပြန်ခဲ့ကြ၏တနေရာအရောက်တွင်နာနာချင်းချင်းအော်လိုက်တန်နဲ့အတူမောင်ကျော်ညွတ်တယောက်ခွေကနေလဲကြကြီးရာအပြိုတတိုက်မှာပြာရခတ်ကြကုန်တော့၏ဟဲ့ညွတ်ဘာဖြစ်တာလဲလုံးကြပါအောင်ဒီမှာညွတ်ဘာဖြစ်လဲမသိဘူးရှေ့မှာအပြိုတတိုက်ဆူဆူညံ့ညံ့အတန်များကြောင့်ကာလသားများနဲ့အာနိုးတို့အဖွဲ့မှအပြေးဝရောက်လာကြပြီဘာလဲဘာဖြစ်တာလဲညွတ်ဟာခြေထောက်မှာလဲသွေးနေမနေပါလားပြဆန်းဟာတန်များရှာတာပဲဒဏ်ရာကမနေဘူးသွေးအင်းရထွက်နေတယ်ကဲအဝိဖြစ်လက်ကင်ဘဝဖြစ်ပါရင်ပေးကြစမ်းဟိကဲသွေးတိတ်အောင်တော့ပတ်တီးစီးပြီးပြီလာမင်းကကြောပိုးသွားမယ်အိုးမဟုတ်တာရပါတယ်ဦးကြီးလာမိုးရဲ့ညွတ်ပတ်တာရှောက်ပါမယ်ငရဲတွေကြီးကောင်မအောင်မယ်ဘယ်နဲ့ငရဲကြီးရမှာလဲမင်းဟာဒဏ်ရာကြီးနေဆိုတော့ဘယ်ရှောက်နိုင်ပါမလဲလာပါကွာမိသက်ရဲဘော်တူရဲ့ကုညီချင်းကိုလက်ခံအားပေးလေကွာကဲဦးကြီးလာမိုးသဘောပဲညွတ်ရဲ့အားတက်ထားနော်မောရင်ပြောနော်ဦးလာမိုးကြီးကိုနားခိုင်းလိုက်မယ်ဟောစက်တူလေးကတော်မေဘော်တကယ်ကဲဆိုတာသင်တို့တွေပဲဟုတ်ပါကွာဟောကျွန်ုပ်တို့အိမ်တို့ဒဏ်ရာကြီးနဲ့ရောက်လာတော့မောင်ကျော်ညွန့်ကိုမြင်တော့မသေးမြင်မှရှင်ထုမဆုံးတော့အမလီဖြစ်ရလေညွန့်ရဲ့ဘိုက်ကလေးတို့ပါလျက်သားနဲ့ညွန့်မှဖြစ်ရတယ်လို့သူပြောပုံအရဆိုရင်မောင်ကျော်ညွန့်မဖြစ်ပဲဘိုက်ကလေးကပဲဖြစ်ပေးရမယ်ပုံပဲဟဲ့ဘိုက်ကလေးနေပါလုံနေတာလဲဆရာလေးပါလေတော့ပြင်လေမြင်ဘယ်နဲ့အော်ကြီးဟစ်ကျဲလုံနေရတာတော့တိတ်လောက်တဲ့တန်ရမဟုတ်ပါဘူးအခုလဲစေးမှုလေးကုန်နေမျိုးကိုတွက်ခွန်နေပြီပဲတော့ကတပီရှင်ဘလို့ပြောလိုက်တာလဲကို့အိမ်ကိုရကို့ကိုအားကိုးပြီးလာနေတဲ့သူပေါ့ဒီလိုတာဝန်မဲ့စကားမျိုးပြောရသလားတခုခုဖြစ်သွားရင်ညွန့်ရဲ့အမတွေအတော်တွေကိုကျုပ်ဘလို့မျက်နှာပြရမလဲတော့ဟောပါတိတ်မျက်နှာဟောစေးမှုလေးကိုနေမျိုးရောက်လာပြီကဲလူတွေနည်းနည်းဖယ်ပေးကြပါစေးမှုလေးကြည့်ပါစေစေးမှုလေးလေတန်ရာကိုစေးကြောတန့်စင်စေးထည့်ပြီးပြီမောင်ကျော်ညွန့်ရင်စိတ်ချရအောင်မိခိုင်ကာခွေးစီတစ်လုံးတော့ထိုးလိုက်ကွာနော်ဟုတ်ကဲ့ပါဆရာကဲအားလုံးโอเคသွားပါပြီရော့ဒီမှာတောက်ရမယ်စေးတောက်ရမယ်အချိန်မှာရေးပြီးခဲ့တယ်နော်ဟုတ်ကဲ့ဆရာတို့ဖြင့်ကျွန်ုပ်လည်းစေးမှုလေးအိတ်ကိုဆွဲ၍ခြံဝါထီလိုက်ပို့၏ကျေးဇူးပါပဲစေးမှုလေးရဲ့မလိုပါဘူးခင်ဗျာကျွန်တော်ကတော့သူ့ကိုကျေးဇူးတင်နေတာခင်ဗျာဘလို့ဒီလိုပါဥတုပီရဲ့တူမောင်ကျော်ညွန့်စေးပညာဘူးတူအတော်ပြည့်စုံတယ်ကျွန်တော်စေးကန်းကိုလာပြီးရွာရဲ့ကျမ်းမာရေးကိစ္စတွေဆွေးနွေးနေကြလေစေးမထိုးစေးမတောက်ချင်တဲ့သူတွေဆိုလဲသူပဲနားဝင်အောင်စီယုံပြောနိုင်တယ်တကယ်တော်ပါတယ်အထူးသဖြင့်ကတော့ကျမ်းမာရေးဆိုင်ရာအသည့်တွေကြိုတင်ကာကွယ်မှုတွေကိုရွာသားတွေနားဝင်လက်ခံကျင့်သုံးလာအောင်စီယုံပညာပေးဟောပြောနိုင်တာပဲပြုဒီလိုလူမျိုးရှိတာကြုံတိုင်းရာအတက်မင်္ဂလာတပါးပေါ့ဗျာတို့ဖြင့်ကျွန်ုပ်လည်းစင်းမှုလေးကိုနေမျိုးအားခြံဝါထိလိုက်ပို့ပြီးခြံထဲပြန်ဝင်ရန်ပြင်ဆင်ပြောဥတပီခေါ်တန်ကြား၍လှည့်ကြည့်တော့တကြီးပါစီနဲ့စီးစီယာကြီးဦးအေယာချံညွန့်တန်ညာရှာလို့ဆိုဗျဟုတ်တယ်တကြီးအေးဗျာအဲ့ဒီသတင်းကြားလို့ကျုပ်လည်းဦးအေယာချံကိုတခါနဲ့ပြင်လာခဲ့တာဟိုအခုလေးတင်ပဲစီးမှုလေးကိုနေမျိုးနဲ့စီးထိုးစစ်ထက်လုပ်ပြီးသွားပြီဥတပီတော့နဲ့ကျုပ်တော့ရင်လာမခေါ်ဘူးညွန့်အတွက်ဆိုအေယာချမ်းကအမြဲတမ်းအစင်သစ်မှာဗျအေးလေခုလည်းဘာဖြစ်ပေါ့ဗျာအင်္ဂလိပ်စေရောမြန်မာစေရောနှမျိုးလုံးနဲ့တွေ့လိုက်ရင်ဒဏ်ရာမြင်ပျောက်တာပေါ့ဟုတ်ဘူးလားတကြီးဟာဟုတ်တာပေါ့ဗျာတွေ့တာတဲ့ဟဲတို့ဖြင့်စေးစီယာကြီးဦးအေယာချမ်းကလည်းသူဤညွန့်အတွက်ကုသမှုများလုပ်ပြီးပြန်၏ညွန့်ရဲ့ဒီငန်းစေးကိုကုရပြုတ်ရင်နဲ့တော့အနာမရင်ဘူးမြန်ပျောက်လိမ့်မယ်ဟုတ်ကဲ့ပပဦးအေယာချမ်းစေးကုနေစဉ်တကြီးကအငြိမ်မနေနိုင်စေကူရသွားကြည့်လိုက်ကျွန်ုပ်စီလာပြောလိုက်နဲ့ဗျာများနေကြ၏ဥတုပီညွန့်ကိုကောင်းကောင်းကြရုပ်စိုက်ဗျာကြားလားဟုတ်ကဲ့ပါလူကြီးသူမမှန်တိတက်တဲ့ကလေးကိုဘာမှမဖြစ်စင်းနဲ့နော်ကြားလားဟုတ်ကဲ့ပါဘိုက်ကလေးရေတကြီးကလည်းညွန့်ကိုတဲကြရုပ်စိုက်ပါလားကြည့်ရတာတကြီးကတော့ကြောက်ထင်တယ်အဲ့ဒါလဲပါမှာပေါ့ဗျာ
အသေးကြဆုံးကတော့ဟိုတလောကကြော်ညွန့်မာလိုက်တဲ့ပစ္စည်းတွေထဲမှာတိုက်ပုံအမဲကြီးတစ်ထည်ပါလာတာတွေ့တယ်တကြီးအတွက်တဲ့ဟုတ်လားတိုက်ပုံစားကလည်းပြောင်ပြောင်အီးအီးနဲ့ဆိုတော့ဒါမျိုးတစ်ခါမှမွေဖူးတဲ့တကြီးတဟီးဟီးနဲ့ကိုနေတာပဲလေဟာလက်ဆက်သက်တော့ဒါကြောင့်ကိုတို့ဥရချမ်းကြတော့ရောဟဲ့သူတော့ကျွန်တော်မသိဘူးတို့ဖြင့်စီကူတာမှုပြီးသွားပြီမို့တကြီးနဲ့ဥအေရချမ်းနဲ့ကျွန်ုပ်လည်းခြံဝလိုက်ရင်ကျေးဇူးတင်စကားပြောရပြန်ကြည့်၏ကျေးဇူးပါပဲတကြီးနဲ့ဥအေရချမ်းရဲ့ကျုပ်ကိုကျေးဇူးတင်မယ်စားညညကိုသာပုတ်ကျူးဆိုင်ပါဗျာတိတ်တော်တဲ့ကလေးဗျလာပြန်ပြီတိုင်းရင်ဆေးပညာအကြောင်းများနဲ့နဲ့ဆက်ဆက်ပြောတတ်လိုက်တာအထင်မကြီးပဲကိုမနေနိုင်ဘူးဗျအော်ပြီးရန်ကုန်မှာဆိုရင်တိုင်းရင်ဆေးပြပွဲတို့ဘာလို့လှုပ်ဆိုပဲအင်းကြားမှုတယ်အကြောင်းသိခဲ့ရင်အဲ့လိုပွဲမျိုးကျုပ်တို့ပို့ပြီးမတဲ့ခုလဲကျုပ်လိုချင်တဲ့တိုင်းရင်ဆေးစာအုပ်တွေရန်ကုန်ကနေမှာပြီးလာပေးရှာတယ်ဟုတ်လားဒီလိုခစ်လူရဲ့တယောက်ကျုပ်တို့တိုင်းရင်ဆေးကိုအားပေးတာကျုပ်ဖြစ်ကျုပ်သမီးလေးအဲလေကျုပ်သားလေးဖြစ်လိုက်ပါတော့လို့တော့တခါဆုတောင်းမိရဲ့ဗျာကဲဥတုပီကြားတယ်နော်ညွန့်ကိုအထူးဂရုစိုက်ပါကိုရွာကိုလာလဲပြီးရွာအကျိုးဆောင်တဲ့ဧည့်သည်တခုခုဖြစ်လို့ကတော့ကျုပ်နဲ့အတွေ့ပဲဟောအတလွတ်တို့ဖြင့်ထိုနေ့ကညွန့်ကိုတည်င်းလာမေးသူစားစရာလာပို့သူများနဲ့ကျွန်ုပ်တို့အိမ်မှာစီကားနေကြတော့၏ညွန့်တက်တာရဲ့လားယင်ညွန့်တောက်ဖို့ကျအုံးနဲ့နွားတို့ယူလာတယ်အမေကကျက်စွပ်ပြုတ်လေးလှုပ်ပေးလိုက်လို့ရောက်ရက်ခတ်နေကြတော့အပြိုတတိုက်ကိုမျက်စိစပံမွေးစူးနေသူနှစ်ဦးကတော့ဘိုက်ကလေးနဲ့စောကြီးဟောအကဲပိုပါဗျာဟုတ်ပါကွာလူတယုံယုံမျက်ရည်တဆန်းဆန်းနဲ့အတုပအိမ်ကြနေတာပဲထွီးဟဲ့စောတင်မောင်နေပါပြောလိုက်တယ်ငါအိမ်ကိုများအတုပအိမ်နဲ့ဟုတ်လားဟဲ့ဖွာဟဲ့ဖဲဟဲ့လွဲပါစီဖဲပါစီမဦးမချွတ်ဟဲ့နင်သာတင်တာတော့ပေါ်ကြီးဟဲ့စောကြီးရဲ့ကတော့တော်လေးမြင်ဟင်းမနေတဲ့ငါအိမ်ကမြင်သွားဟုတ်အပြိုတတိုက်အပေါ်အမြင်မကြည့်လင်၍မစင်ပြောလိုက်မိတော့စောကြီးမှာမသိမြင်မျက်တောင်နေပြီမို့အိမ်ပေါ်မှကမန်းကတန်းပြေးဆင်းသွားတော့၏ဒီနေ့ကံမကောင်းပါလားနော်မောင်ကျော်ညွန့်လူချစ်လူခင်များမှန်းသိပါ၏သို့တော့ယခုကဲ့သို့လူကြီးများကပါချစ်ခင်အလေးထားခြင်းရှိကြသည်ကိုမူယခုမှကျွန်ုပ်သိရခြင်းဖြစ်၏သူဤစေတနာမေတ္တာနှင့်ဘ ഹു တုတပြည့်စုံမှုတို့မှရောင်မြန်ဟပ်ခြင်းပေသည်မောင်ကျော်ညွန့်ဟာတကယ်ကိုအရေးကြီးရှိတဲ့ကလေးပဲခက်နေတာကထို့ပြင်တဝယနေ့ဖြစ်ပျက်ခဲ့သောအဖြစ်တို့ပေါ်မူတည်၍ကျွန်ုပ်စီခြင်းတင်သာသုံးသပ်မိစရာတွင်မောင်ကျော်ညွန့်ဟာအပြောဆိုအနေတိုင်းနှွဲ့နေလို့သာမိမရှာခေါ်ရတယ်အချောက်တွေရဲ့လုပ်ရမျိုးတော့မရှိဘူးအာနိုးလာမှုအချီခံတာတို့လူလေကောင်မှစီးထိုးခံရတာတို့စီးထိုးတော့လဲတီတီရင်ရှိတာတို့ဟာတကယ်အချောက်သာဆိုပလီလိုက်မယ်ဖြစ်ချင်းတို့ပြင်လူမှုဆက်ဆံရေးတဲ့ကောင်အတွေးခေါ်ကလည်းရှိသူမို့လူသား၆ပြီးစိတ်ချောက်နေသူမဖြစ်နိုင်ဟုကျွန်ုပ်ယုံကြည်မိကြတော့၏ဒါဆိုရင်တော့တစ်ချိန်မှာပြုပြင်ပြောင်းလဲသွားနိုင်ကောင်းပါရဲ့လေ